ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့ Minecraft ဖတ်ဆော့မှာပဲဖြစ်ပါတယ်မဆော့ခင်တစ်ခုကြံသေးတယ်တော့ထွက်တော့ပါဘူးဆက်ပါတော့ Minecraft ဖတ်ကိုတော်တော်ကြိုက်ပါတယ်ဘယ်လောက်ကြိုက်လဲဆိုရင်ဘိုးတော်ချက်တောင်ကြိုက်ပါတယ်ဘိုင်းတော်ကိုကြိုက်တာတစ်ခုကတော့ဟွာပါဘိုးတော်ကိုကြိုက်တဲ့ဥစ္စာတစ်ခုကတော့လုံးရှယ်ကောင်းတာဆာဗာလိုက်ဂျွန်ရတဲ့ဘာတော့ပဲကြိုက်ပါတယ်ဆာဗာလိုက်ဂျွန်ရတဲ့ဥစ္စာကကျွန်တော်ဘာတော့ပဲဆော့ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဆာဗာလိုက်ဂျွန်ရတဲ့ဥစ္စာကိုစားရင်မလုပ်ရသေးလို့ဟာကျွန်တော်ရဲ့အပန်းခံလိုက်ရတော့တောင်းပါလေလုံးဝဖတ်ကိုတင်းလို့မရပါဘူးဘာတော့မတင်းပါဘူး1 မိနစ်ဖြစ်နေပြီပေါ့ကျွန်တော်ဒီနေ့မှာတော့5 မိနစ်ပဲလုပ်ပါမယ်လုပ်ပါဒါလေးကိုဆိုဒီနေ့က1 မိနစ်ပဲလုပ်ရမှာဘာဘူး5 မိနစ်တောင်ဖြစ်10 မိနစ်အတွင်းကျွန်တော်ရအောင်ဆော့ပြပါမှာဖြစ်ပါတယ်ခဏပဲဆော့ပါခဏပဲဆော့ဒီတော့ငြိမ်မနေဘူးကွာခလဲလာနေဥစ္စာလေးထားလိုက်ပါတော့တော့တစ်ပင်ခုတ်ပြီးရတာနဲ့စတင်ပြင်ဆင်ပါတော့တယ်ခဏပဲဆောင်โอเคပြန်လာဒီနေရာမှာအင်းဆောင်ရင်ကောင်းဒီနေရာမှာဆောင်ရင်ကောင်းဒီနေရာဆောင်ထားလိုက်ပါတော့လေဒီနေရာဆောင်တော့မယ်ဒါဆက်ချက်ကျော်ဒီနေရာကိုဒီမျိုးလုံးမယ်ရကျွန်တော်ဒါဘာလို့အဲ့လိုမျိုးလုပ်တာလဲအလုံးမသိပါဘူးကျွန်တော်လည်းမသိပါဘူးဒါမလို့ဘူးဒါရတယ်ဆဲလက်ဒါလေးပဲလောက်ထားနေပါဦးအင်းဆုံးအိယာဘက်မှာဒါလေးပဲရှိတယ်ဒါဘက်မှာဒါလေးရောဒါလိုအပ်တယ်ကျွန်တော်ဒါနဲ့ဘာလုပ်မလို့လဲဆိုရင်အိမ်ဆောင်မလို့ပါဘာလို့အိမ်ဆောင်မလဲအိမ်ကိုစတက်နေပြီးတော့လိုင်းရထစ်နေတယ်ဘယ်လိုဖြစ်သွားတာလဲဖျဲသီးလေးလောက်ဒါတော့ဖျဲသီးပဲဖြစ်ပါတယ်ကျွန်တော်ဖျဲသီးစားကျင်လို့ပါဒီမိုက်မှာရတော့ဖျဲသီးဟုတ်ပေါ့ပဲမင်းကိုဖျဲသီးကျွေးရလားမင်းကိုဖျဲသီးကျွေးမယ်နော်မပြေးနဲ့ပြေးပါနဲ့ကွာဒီကချစ်လို့စားတာလိုင်းရချစ်လိုင်းရလည်းအရင်ချစ်ပဲကွာကျွန်တော်တို့တပင်ခုတ်ပြီးသွားတာနဲ့ပြန်တွေ့ပါမယ်ဗီဒီယိုလေးက4 မိနစ်ကြာသွားပြီဆိုတော့တပင်ခုတ်ပြီးသွားရင်တော့ပြန်တွေ့ပါမယ်ကဲပြန်ရပါပြီကျွန်တော်ခဏဗီဒီယိုစရမယ်ဆိုရင်တော့ဖြင့်တသားလေးရနေအင်းစားကျေးဇူးတင်ကြအဲ့ဒါကြောင့်မဆိုးကောင်းeasy ကျွန်တော်ကဒီချိန်မှာဆိုရင်တော့ဖြင့်ကျွန်တော်လေးရေကြီးတူးလိုက်ပါမားနေတယ်အဘောပြန်တက်ဖို့လေက crash ရအောင်လေက
နဲ့ကျွန်တော်12တောင်းရှိတယ်1 2 3 4 5ကြားလိုက်တာ5 6ဟုတ်ဆိုရလိုက်တယ်အော်မမိုးရတော့မိုးရတယ်နေလေးမှာပဲ YouTuber လောက်ရတယ်ဆိုတော့ကျွန်တော် Okay အော်Okay နောက်ဆုံးတစ်ခုကတော့မြေကြီးကိုတူရပါမယ် Okay ရဒီကဒီမှာအကုန်မယ်ဒါတော့ကျွန်တော်လိုအပ်စခန်းအနေနဲ့ထားမှာပေါ့ဘာလို့အပေါ်သွားတက်တာလဲလိုအပ်စခန်းတစ်လုံးလုံးနဲ့ရပြီဒီကျွန်တော်အပေါ်ပြန်တက်ရပါမယ် Okay ဒါလေးကတော့ကျွန်တော်နေရပေါ့ဒီဘောကနေကြောသွားလို့တော့ရဒါပေမဲ့ဒီဘောကနေတော့ခုံလို့မရဘူးဒီမှာတဲတွေကိုဖြုတ်လိုက်ဘာလို့လဲဆိုတော့ကိုကောင်းလေးလိုက်ကျွန်တော်အဲ့ဒီတဲဘောကနေကြောတက်ဖို့မဆိုလို့ဒီခံရင်သူကျေးဇူးပါပဲအေးပါကွာအေးတော့ဒီဥစ္စာတွေနဲ့အိမ်ဆော့ပါမယ်ရော့ကွာလုံးဝပဲမကြီးဆောက်ပြမယ်ဖင်ရပြန်ပြီဖင်ရကြီးအကျိုးများကျွန်တော်တကယ်ဆောက်မှာပါပဲမကြီးဖင်ရပြီဆောက်ဖို့ကလုံးလောက်မရှိဘူးလောက်ဆိုရင်တော့မဆောက်ဖို့ငါတော့နည်းနည်းချောင်းတော့ပါပြီတားလေးကိုဒီလိုမျိုးလိုက်ချOkay လိုက်ချကျွန်တော်အိမ်လေးကိုကျွန်တော်အိမ်ကိုလုံးစီရရှိပါတယ်ဘာလောက်ရမှာလဲဆိုရင်တော့ရုပ်စာလေးတွေကိုခဏဖြတ်လိုက်တယ်Okay လုံးစီရတစ်ခုရှိတယ်လိုင်းရထစ်နေတယ်ဒီဟာသူတို့လက်ကerror တက်ပါလေတွေ့လားလက်ကerror တက်တာနှိမ့်မရဘူးလေတော့မရဘူးအပေါ်ကြည့်အပေါ်မှာလည်းဘာမှမရှိပါဘူး Okay ဒီမျိုးလေးလုပ်ပေးပါဒီမျိုးလေးလုပ်ပေးရင်တော့ရပါပြီကျွန်တော်10မိနစ်တောင်ဖြစ်နေပြီနောက်ခဏနေတော့ကျွန်တော်တွားစရာတစ်ခုရှိသေးပါတယ်လို့ဒီကိုလာပြီးတော့မှလက်ကလည်း error တက်နေတွေ့လားကျွန်တော်အဲ့လိုဖြိုးလို့မရဘူးဖုန်းက error တက်တာလားလက်က error တက်တာမသိဘူးတွေ့လားသွားတယ်သွားလို့မရတော့ဘာလို့ဒီလိုမျိုးဆောက်ထားတာလဲဆိုတော့ဒီလိုမျိုးပါပဲတက်တာက3ခုပဲရရတယ်ဒါလည်း3ခုပဲထားရမှာပေါ့အဲ့ပါတစ်ခုကျွန်တော်လိုချင်တဲ့ဥစ္စာဒီညမှာအသုံးဝင်ဒီညမှာအသုံးမဝင်လူလုံးမနေပါနဲ့တော့အခုသေးလုံးမနေပါနဲ့တော့ဒီသားနာမည်ဟာဘူးဘာသာတုံးနဲ့ဘာလဲတော့မသိဘူးကျွန်တော်ရှက်ပြောလိုက်တာနော်တမျိုးမထင်ပါနဲ့လို့ထင်အောင်ပြောတယ်ဆိုရင်လည်း sorry ပါအေးပါအတိုင်းမဲ့ထားလိုက်တော့ဘယ်လိုလုပ်တာလဲ3ဘလော့ Okay ရပြီ3ဘလော့ပြီးရင်ဒီဘလော့ကိုလည်းဖြုတ်ရမယ်လက်နဲ့ပဲဖြုတ်လို့တော့မလိုအပ်တော့ Okay ဘူမီလာပြီဘူမီလာရင်တော့လက်က error တက်နေတယ်
ဒါလက်ကအဲရတက်နေတယ်ဒီညငါ့အခွင့်ကောင်းမယ်ငါ့အခွင့်ကောင်းဗမာလူအသုံးပြုပါမယ်ဇွန်ဘီကလေးလေးကိုဘလို့ချဆိုရင်ဒီဘလောတော့ဘယ်လိုလုပ်အမနှစ်သုံးဘလောနဲ့မင်းတို့ကောင်းနေချတယ်ရောမင်းတို့ကောင်းနေအားမမနိုင်ကျဘူးလေးကွာရောကျော်ဒီဆင်းနေတော့ဖြစ်ပြီးတော့ကျွန်တော်ရိုက်တော့ခဏလေးတော့ကျွန်တော်မြင်သေးပါဦး။အမရဇွန်မီတရားတော့စကားလည်းနဲ့ကျွန်တော်တွားပြီအဲ့တော့ဒီနေ့ဗီဒီယိုတစ်လောက်ပါပဲကျွန်တော်ရှောတော့မယ်ဒီနေ့ဗီဒီယိုတစ်လောက်မှာပဲသုံးသပ်ပြရစေကျွန်တော်ပြေးရပြီ bye bye see you ကျွန်တော်သေးသွားပါပြီဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒါကတော့ episode 2ပါtata bye bye see you tomorrow မနက်ဖြန်မှပြန်တွေ့ပါမယ်